အညာက PDF တွေတက်အရေးပေါ်ပါတယ်ကရင်ပြည်နယ်အတွက်အလူခံပါတယ်ဆိုရင်လာကြတယ်ဘိုးရဲ့စီဝါတို့အတွက်အညာက PDF တွေအတွက်ကြီးကားဆိုရင်ကြီးကားလက်နဲ့ဆိုရင်လက်နဲ့ကြီးစံဆိုရင်ကြီးစံအခုရခိုင်ပြည်နယ်အတွက်ပြန်တော့အလူခံပေးတာကိုအရောက်တိုင်းငိန်နေကြတယ်ဗာလေရခိုင်ပြည်နယ်တို့မသိဘူးလားရခိုင်လူမျိုးတို့မသိဘူးလားဟမ်စစ်မတိုက်လို့လားအဲ့ဒါပဲမမို့ပြန်တော့မေးစင်းတာတွေးတဲ့သူကအများကြီးပဲငါရခိုင်အော်နေတာဟောညတော့ဒီညဘာမှမဟုတ်အခုမှဘယ်မှမလူခံပေးတာမဟုတ်ဘူးရခိုင်ဆိုတာလာတိုင်းပဲလေဒီလာဘာဖြစ်လို့လဲစိတ်မစီတော့โอเคနိုင်ကရင်ဦးကျော်သူစီမှာ900ယူမယ်နော်ဖုန်းနော်နိုင်ကရင်နော်ရခိုင်ပြည်နယ်အတွက်900ထည့်ပေးမယ်โอเคကျန်တဲ့လူတွေမထည့်လို့စင်တယ်မထည့်နဲ့ဘာမှဖြစ်ဘူးထဲတဲ့သူလည်းပေါ်လာခဲ့ညီမလေးနုနုတွေကတော့မျက်မှန်ဖို့အတွက်450ရခိုင်ပြည်နယ်အတွက်ထည့်ပေးတယ်ပြီးတော့နိုင်ကရင်နော်အလူစင်ဟောင်းအလူကြည့်လူကလူပြီးသားမမို့ဟုတ်တယ်ကြည့်တဲ့သူကလူပြီးသားဝယ်အသစ်တွေလည်းအများကြီးပဲတွေ့တယ်ပြီးတော့အသစ်တွေလည်းအများကြီးပဲတွေ့တယ်တွေ့ပြီးတော့ကြော်သွားတာသူတို့နဲ့မဆိုင်တယ်လို့သူတို့နေတာရခိုင်ကတနိုင်ငံကိုအကျိုးပြုနေတာပါတဲ့လေးစားဖို့ကောင်းတယ်တဲ့အားပေးဝန်းရံသေးတယ်ဟုတ်တယ်လေအခုရခိုင်ပြည်နယ်ကိုအုံနေတာသူတို့နဲ့မဆိုင်တယ်လို့မျိုးဖြစ်နေတယ်မမညီမလေးတွေကမွဲကုန်ပြီးတဲ့လူတစ်တွေကိုဖိတ်ခေါ်တာဘုံမနော်ရဲเจ้าမပြောတယ်လေလူတဲ့သူကလူနေ့တနေ့တိုင်းလူတဲ့အလူစင်ဟောင်းတွေအကျိုးတွေတက်ကုန်ပြီလို့မှမပြောတယ်လူတစ်တွေပေါ်လာပြီလေဒီလမထောက်ပံ့ပေးရသေးတဲ့လူတွေမပါဝင်ရသေးတယ်လေအခါပေါင်းများစွာတခါမှတချို့မှတခါပဲပါဝင်ရသေးတယ်လေအခုညီမလေးတို့မေစုတို့နဲ့အင်ကင်တို့ဆိုရင်နေ့တိုင်းထဲတာလေထဲတာလဲသေးသေးမမမဟုတ်ဘူးအတုံးကြီးတွေပါတယ်အဲ့လိုမျိုးအလုံး100အလုံး200အလုံး300နိုင်အင်ကင်ဒီမှာရခိုင်ပြည်နယ်မှာပြည်လို့စင်တခြားနေရာအတွက်ပြန်ပြီးတော့အလူခံဖို့လည်းမရသေးဘူးကိုကတနေရာပြီးတနေရာသွားရတာနေဆုံးဆိုတာကိုကပရတာအဲ့လိုမျိုးသူ့လဲနဲ့သူစီးတယ်ရခိုင်မှာပဲနေတို့တွေကဒီမျိုးရခိုင်မှာနေတို့ဝိုင်းပြီးတော့မတိပစ္စည်းရဘူးဆိုရင်ဂျန်တဲ့နေရာဘယ်လိုမျိုးဆက်ပြီးတော့လူခံမလဲဘယ်လိုမျိုးပြစ်မလဲဦးကျော်သူက line ပေါ်မှာမစီတာမှမဖုန်းဆက်ကြည့်မယ်ဘာမှမသိဘူးညီမလေးမမို့စင်သွင်းလိုက်ပြီဦးလေးရေနိုင်အိမ်ကရင်နိုင်အိမ်ကရင်ရခိုင်ပြည်နယ်အတွက်900ပါသူချေးချင်တယ်ဦးကျော်သူစီမှာဟုတ်ကဲ့ပါမထားလိုက်ပါဦးလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နိုင်အိမ်ကရင်နော်ရခိုင်ပြည်နယ်အတွက်ကဲရခိုင်ပြည်နယ်အတွက်ပါချင်တဲ့သူတွေစည်ရင်သွင်းမယ်ဟုတ်တယ်လူတစ်တွေပါဝင်ကြပါလားတဲ့အာနာစင်စနစ်အမြင့်ပြပို့လူငယ်စူးစမ်းပေးနေဟုတ်တယ်နော်ကဲရခိုင်ပြည်နယ်အတွက်ဘယ်သူတွေပါဝင်ခြင်းလဲ100နိုင်ပါဝင်လို့ရတယ်လည်းတော့ဆရာတော်ညီမလေးနိုင်အိမ်ကရင်ကတော့ပထမဦးဆုံးလာစာထောက်အကျွေးစအမေစီပို့ဟိဘယ်လောက်ကြံမလဲမသိဘူးညီမလေးမကြံတော့ဘူးဆိုရင်ဟင်းဖို့မကြံဘူးဆိုရင်တော့မိုးစီမလာတောင်းတော့မိုးဟင်းဖို့လူပေးမယ်